အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Play Channel က admin Jonathan ဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းတွေနဲ့ရုပ်ရှင်တွေပရာလောကဇာတ်လမ်းတွေကိုစီရဆက်အားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Play Channel ကို like and subscribe လေးလုပ်ထားဖို့ရှင်းဥစွာပြောချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့တော့ပရာလောကဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ဖို့ရှိပါတယ်ခင်ဗျာဇာတ်လမ်းလေးရဲ့နာမည်ကတော့ဧည့်သည်ဖြစ်နေတဲ့အိမ်ရှင်ကိုတက်ဆိုတဲ့လူငယ်တယောက်ကညာတိုင်းအလုပ်ပြီးရနေတကောင်လုံးမှာအိမ်မက်တက်ပါတယ်။သူနေတာကတော့မြို့ပြင်ဘက်တစ်စစ်တဲ့လမ်းလေးတစ်လမ်းမှာရှိနေအိမ်လေးတစ်လုံးမှာပါ။တညတော့မိုးရွာပြီးလမ်းတွေတစ်စစ်နေတဲ့အချိန်သူအိမ်ကိုပြန်လာပါတယ်။အိမ်ကဖွင့်ပြီးအတွင်းကိုဝင်လိုက်တဲ့အချိန်မှာတော့သူစမ်းတာတစ်ခုကိုသူတွေ့လိုက်ရတယ်။အဲကမ်းမီးရင်းနေတာပါ။ဒီသောသားတဲ့အချိန်မှာမီးပိတ်ထားခဲ့တာသိကြတယ်။ဦးစိတ်ထဲမှာပဲပြဿနာဖြစ်မလားလို့တေးပြီးအိမ်လေးကိုဆော့ကြည့်လိုက်ပါတယ်။အဲ့ချိန်မှာမိဘကမ်းမီးကပန်ကားတန်ချလာတယ်ကိုတက်အံ့ဩရတယ်ဘာတူလဲအတန်ထွက်မလို့သူပြေးပြေးမိဖို့ကမ်းဘက်ကိုရှောက်သွားလိုက်တယ်တကားနာကိုရောက်တဲ့အခါမှာတော့ထဲမှာလူတစ်ယောက်ချက်နေတော့တွေ့တယ်စပင်းစီစီနဲ့မိကလေးတစ်ယောက်ပါသူချိုးဘက်ကိုပဲမြင်နေရတယ်ကိုတက်အံ့ဩပြီးတော့မျိုးတူလဲလူဖြစ်ပြီးတော့အိမ်ထဲကိုရောက်လာတယ်ဆိုတော့မိန်းကလေးကဖြည်းဖြည်းလေးပြန်ပြောတယ်ဒီအိမ်မှာငါအရင်တည်းကနေခဲ့ရကိုတက်စိတ်ထဲနည်းနည်းကြောင်သွားတယ်နောက်နဲ့မင်းမတူလဲအဲ့ချိန်မှာမင်းကလေးကပြပြပြန်နေကြည့်တယ်မျက်နှာမြင်လိုက်တဲ့အချိန်မှာကိုတက်မျက်လုံးကြီးတူးချေပါတယ်အဲ့မင်းကလေးကဖြူဘက်ဖြူရောဖြစ်နေပါတယ်ကိုတက်လက်ပြီးပြောတယ်မင်းမတူလဲငါ့နဲ့ထွက်သွားစမ်းမင်းကလေးကပြုံးပြီးပြန်ပြောတယ်အေးမမပြင်တာဘာလို့လဲမင်းကလေးကဗရေမောဘက်ကိုအညွညွပြလိုက်တယ်ကိုတက်လက်ကြည့်လိုက်တော့လမ်းမေးမှာကပ်ပြက်တစီရက်နေတာကိုတွေ့လိုက်တယ်ကားရှိမှလူတွေစုနေတယ်။လမ်းမီးအောက်မှာသေးထဲမှာလဲနေတဲ့လူတစ်ယောက်ရှိနေ။ကိုတက်တေချာကြည့်လိုက်တော့သူလဲနေတဲ့လူကကိုတက်နဲ့တော်တော်လေးကိုတူတယ်။မိန်းကလေးကပြေးပြေးပြန်ပြောတယ်။ဟေးအိမ်ကိုပြောင်းလာတယ်လို့ထင်နေတာ။အဲ့ဒါတကယ်မဟုတ်ဘူး။မင်းကလမ်းမှာနေသေးသွားပြီ။အဲ့ဒီချိန်မှာကိုတက်ပြန်မှတ်မိသွားတယ်။ကုန်ခဲ့တဲ့နေ့အနေငယ်အချိန်မတော်ဆောင်းမှုဖြစ်ပြီးကိုတက်အသေးဆုံးနေခဲ့ပြီးတော့ကိုတက်ကမိုးရတဲ့ညနေစီသူ့ဝိညာဉ်အနေနဲ့အိမ်ကိုပြန်လာနေနေဖြစ်ပါတယ်။အင်္ဂလိပ်ကပြုံးပြီးပြောလိုက်တယ်။ဒါငါနဲ့ထိုင်မအောင်။ကဲအင်းထဲမှာလူမျိုးစကားပြောကြတာမနဲ့မိုးလေးနဲ့အထိအာယုံမတိုင်ခင်အထိကိုထွက်ပေါ်နေပါတော့တယ်။ဒါပေမဲ့ထိုအိမ်ကြီးကတော့သူမနေတာချားတဲ့အိမ်ကြီးတစ်လုံးဖြစ်နေပါတယ်။အဲ့တော့မိတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုလိုမျိုးစိတ်ဝင်စားစရာပရာလောကဇာတ်လမ်းလေးတွေခေင်းကြီးရုပ်ရှင်တွေကိုဆက်ပြီးတော့အားပေးခြင်းနဲ့เนาะကျွန်တော်တို့ရဲ့ Play Page Channel လေးကို Like and Subscribe လုပ်ပေးထားဖို့တွက်ချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ